ahlan wa sahlan welcome back to my channel okay ကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့နေ့တွေပေါ့နော်တလင်းလာအင်္ဂါဗုဒ္ဓဟူးအဲ့လိုနေ့တွေကိုကျွန်တော်တို့ Arabic လို့ဘယ်လိုခေါ်လဲ okay ကျွန်တော်နဲ့အတူတူစာလေးလာကြည့်အောင်ကျွန်တော်တို့ Sunday ဆိုရင်တနင်္ဂနွေ al-ahad Monday ဆိုရင်ကျွန်တော်တို့တနင်္လာ al-ithnin Tuesday အင်္ဂါ al-thalatha Wednesday ဗုဒ္ဓဟူး al-arba Thursday ကြာသပတေး al-khamis ကြာသပတေး Thursday al-khamis Friday တောက်ကြ al-jumaတောက်ကြ al-juma ကျွန်တော်နောက်ဆုံး Saturday စနေ al-sabat al-sabat နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တခြားသင်ခန်းစာတွေ sharing လုပ်ပေးမှာမဟုတ်လို့ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပြီးပါဦး see you guys